ဒီနေ့တင်ဆက်ပေးမှာကတော့မောင်ပညာဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးမစခင် like and follow လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရွာမှာချမ်းသာတဲ့အကိုကြီးဦးလူခုံကညီဖြစ်သူဦးအေးမောင်ရဲ့နောက်ဆုံးကြံတဲ့လေခွက်လေးကိုပါအပိုင်စီးကျင်နေတယ်။ဒါကိုမျိုးကပြန်လာတဲ့တူဖြစ်သူမောင်ပညာကရိမ့်မိသွားပြီးဦးလေးဖြစ်သူကိုပညာပေးဖို့အစီအစဉ်တစ်ခုစတင်လိုက်ပါတော့တယ်။မောင်ပညာကမျိုးကနေရှီးဟောင်းအိုးစုပ်တစ်ခုနဲ့ခဲပတ်တွေပတ်ထားတဲ့တိုလီမူလီပစ္စည်းအချို့ကိုဝယ်လာပြီးတညမှာဖခင်ဖြစ်သူရဲ့လေခွက်ထဲကိုလျှို့ဝှက်မြုပ်နှံလိုက်တယ်။နောက်တနေ့မနက်မှာတော့မောင်ပညာကလေထဲကနေရှီးဟောင်းပစ္စည်းတွေတူးဖော်ရတယ်လို့မျိုးဟန်ဆောင်ပြီးရွာထဲမှာတည်င်းလွှင့်လိုက်တယ်။ဟာကျွန်တော်တို့လေထဲမှာရှီးဟောင်းခေတ်ကဘယင်းကြီးမြုပ်ခဲ့တဲ့ရွှေအိုးတွေရတနာတွေထွက်နေပြီဗျို့။ဒီသတင်းဟာဦးလူကုံရဲ့နားထဲကိုချက်ချင်းရောက်သွားတယ်။လောပစောတက်သွားတဲ့ဦးလူကုံဟာညီဖြစ်သူရဲ့လေကိုအလကားလူရင်ရွာကဝိုင်းပြောမှဆိုတာကြောင့်သူ့ရဲ့အညံ့ဆုံးလေခွက်နဲ့ချော့လေးဖို့စိတ်ကူးရသွားတယ်။ဦးလူကုံကညီဖြစ်သူအိမ်ကိုအပြေးလွှားရောက်လာပြီးညီလေးမင်းလေကအထွက်နှုံးလည်းမကောင်းဘူး။ငါရဲ့ဟိုးဘက်ကလေကောင်းကြီးနဲ့လဲကြစို့မင်းကိုတနာလို့အပိုင်ပေးတာလို့လဲစားပြောဆိုပါတော့တယ်။ရိုးသားတဲ့ဦးအေးမောင်ကဝေခွဲမရဖြစ်နေချိန်မှာမောင်ပညာကဝင်ပြီးတရုပ်ဆောင်တယ်။ဟာဦးလေးကလည်းကျွန်တော်တို့လေကရတနာရီထွက်နေတာကိုမလေးနိုင်ပါဘူးလို့နှမျောဟန်ပြပြီးညင်းလိုက်တယ်။ဒီအခါဦးလူခုံကပိုးပြီးအဟုတ်မှတ်ကလောဘစောနဲ့မင်းတို့ကလူငယ်မို့မတိဘူးအဲ့ဓာတွေကအမင်္ဂလာပစ္စည်းတွေကွာကဲငါရဲ့လဲရပြင်ငွေရင်းက100ပါအပိုပေးမယ်အခုချက်ချင်းစာချုပ်ချုပ်ပြီးလဲမယ်လို့အတင်းအကျပ်ဆွတ်လုပ်ပါတော့တယ်မောင်ပညာကမတက်တာတလို့မျိုးနဲ့စာချုပ်ချုပ်ပြီးလဲချင်းလဲလိုက်တယ်ဦးအေးမောင်တို့တာအဖဟာဦးလူကုံရဲ့လဲကောင်းကြီးနဲ့ငွေတင်းကား100ကိုရရှိသွားကြတယ်လေကွက်စာချုပ်ရရချင်းဦးလူကုံဟာလူမိုက်တွေခေါ်ပြီးညီဖြစ်သူရဲ့လေဟောင်းကိုနေရောညပါအသေးအတန်တူးဆွပါတော့တယ်တူးရင်နဲ့နောက်ဆုံးမှာတော့မောင်ပညာမြုပ်ထားတဲ့အိုးအစုပ်နဲ့ခဲပတ်တွေပဲထွက်လာပြီးဘာယတနာမှရှိမနေခဲ့ပါဘူးအဲ့ဒီတော့မှဦးလူကုံဟာမောင်ပညာရဲ့ညံစင်မှုကိုခံလိုက်ရမှန်းသိသွားပြီးရင်ပတ်စီတီးကြံရိတ်ခဲ့ရတယ်ဦးအေးမောင်ကတော့သူ့သားရဲ့ဉာဏ်ပညာကြောင့်လေကောင်းကြီးတစ်ခုအပြင်ငွေကြီးပါရရှိပြီးတာယာဝက်ပြောသွားခဲ့ပါတယ်။ဦးလူကုံကတော့သူ့ရဲ့လောဘကြောင့်ရှိတဲ့လေလဲဆုံးငွေလဲကုန်ပြီးသူတစ်ပါးကိုဖျက်ဆီးလိုတဲ့လောဘဟာမိမိကိုယ်ကိုပဲပြန်ပြီးဒုက္ခပေးတတ်တယ်ဆိုတဲ့သင်ခန်းစာကိုတွေးထွက်တန်ယူမရှိပဲနာကျင်စွာသင်ယူသွားရပါတော့တယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါ။ကျမတို့တင်ဆက်ပေးတဲ့ဇာတ်လမ်းလေးကိုသဘောကျရင် like and follow လုပ်ခဲ့ပေးပါနော်။နောက်နေ့တွေမှာလည်းဇလန်းလေးတွေနှီးစင်တင်ဆက်ပေးမှာမို့ဆက်လက်အားပေးပါအောင်ရှင်။မြမပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေ။